တမီရဲ့ချာနေသားတွေကြလို့နေမလားကွာပြန်ခဲ့မယ်ဆိုဝလာရှိတခွင်တိုင်းဥက္ကဆိုင်လို့လွမ်းပြီးတဲ့ရင်မအလိုလိုမင်းကတော့အဝိတမီရဲ့ချာနေသားတွေကြလို့နေမလားကွာတရားဒီဒူလွန်ရအောင်ပြူစားရင်တဲ့ဒီဝါရှင်ရဲ့အိုးရင်တခါသူပြောခဲ့တဲ့ဝတ္တမိုးနဲ့သူပြန်လာမယ်ဆိုအဆောင်ကလဲစားခဲ့သူဘုများတို့ဒီပဲစီပဲဝဲအဆောင်သူကြီးမြင်ကတော့မိမိဖြစ်နေဒီရင်မလွန်တဲ့သစ္စာဒီဝါရှင်မိုးမိအတိဆိုသူစီပြန်ခဲ့မလားခြေရောင်နေမြင်မိမှာပြန်လာခဲ့မယ်မင်းပြောခဲ့တာဘုံမင်းတတိဟန်ဆောင်ခဲ့သူကြီးရဲ့အတိတ်ဘဝနဲ့စိတ်တစားမူရသည်အဝိတမီရဲ့ချာနေသားတွေကြလို့နေမလားကွာဒီဝါစုဝတ္တမိုးတွေရောတွန်းပြူကအချင်းကြီးမကွယ်ဝတ္တရာဒီဒူလွန်ရအောင်ပြူစားရင်တဲ့ဒီဝါရှင်ရဲ့ဟိုရင်တခါသူပြောခဲ့တဲ့ဝတ္တမိုးနဲ့သူပြန်လာမယ်ဆိုအဆောင်ကလဲစားခဲ့သူဘုများတို့လီပဲစီပဲဝဲအဆောင်သူကြီးမင်းကတော့မိမိတင်နေဒီရင်မလွန်တဲ့သစ္စာဒီဝါရှိမိုးမိအတိဆုံးနောက်တောင်စီမိုးရညို့ရင်ဘယ်သူလွမ်းမသည်လွန်သူစီပြန်ခဲ့မလားခြေရောင်တွေမြင်မိမှာပြန်လာခဲ့မယ်မင်းပြောခဲ့တာဘုံမင်းတတိဟန်ဆောင်ခဲ့သူကြီးရဲ့အတိတ်ဘဝနဲ့စိတ်တစားမူရသည်ဒီဝါစုဝတ္တမိုးတွေရောတွန်းပြူကအချင်းကြီးမကွယ်ဝတ္တရာဒီဒူလွန်ရအောင်ပြူစားရင်တဲ့ဒီဝါရှင်ရဲ့အိုးရင်တခါသူပြောခဲ့တဲ့ဝတ္တမိုးနဲ့သူပြန်လာမယ်ဆိုအဆောင်ကလဲစားခဲ့သူဘုများတို့လီပဲစီပဲဝဲအဆောင်သူကြီးမင်းကတော့မိမိတင်နေဒီရင်မလွန်တဲ့သစ္စာဒီဝါရှိမိုးမိအတိဆုံးပါ